မြောင်မင်းစုံဦးခုံဟာသူတို့၃ယောက်ကိုကိုဝင်ဖျက်ချဖို့အတွက်ကိုဝင်ဖျက်ဆေးရှာဖွေခဲ့ရပါတယ်။ဒီလိုနဲ့ရွှေတောင်ပေါ်ကယူသွတ်တဲ့ရသေးကြီးလူရှင်ရှမ်းဖန်ပင်းလုံစီကိုရောက်ရှိသွားပြီးသူ့စီကနေကိုဝင်ဖျက်ဆေးကိုရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုလုပ်တဲ့အချိန်မှာဆရာတော်ဟာဘယင်မကိုစတင်ဆွဲလန်းလာပြီးသာသနာတာဝန်နဲ့အချက်ကြားမှာတွေးဟဖြစ်စပြုလာခဲ့ပါတယ်။ဒီအချိန်မှာပဲမြင့်တဲ့ဖျားဟာမိမပြည်ကိုရောက်ရှိလာပြီးနိုင်ငံဆရာနဲ့သူမရဲ့အတိတ်ကအချစ်ဆက်လန်းကိုဖွင့်ဟလာပါတယ်။နိုင်ငံဆရာဟာငယ်စဉ်ကမြင့်တဲ့ဖျားကိုချစ်ခဲ့ဘူးပေမဲ့ဘယင်မလေးကိုပြုစုစောင့်ရှောက်ရမယ့်တာဝန်ကြောင့်ဆုံးခွာခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မြင့်တဲ့ဖျားဟာဒေါသအမျက်နဲ့မိမပြည်ကြီးတစ်ခုလုံးကိုရေနဲ့ဖုံးလွှမ်းဖို့ကြိုးစားလာပါတော့တယ်။မိမပြည်ကြီးပျက်စီးခံဒီမှာဘယင်မဟာနိုင်ငံကြီးကိုလွတ်မြောက်အောင်ကူညီဖို့အတွက်နိုင်ငံတကာကြီးကိုဖွင့်လှစ်လိုက်ပါတယ်။ဒီတကားကြီးကိုဖွင့်နိုင်ဖို့အတွက်တခုတည်းသောချက်ကတော့စစ်မှန်တဲ့အချက်ပဲဖြစ်ပါတယ်။ဆရာတော်တန်ဆန်ဆန်ဟာဘယင်မကိုအလွန်ချစ်ခင်မိပေမဲ့တတဝါအားလုံးကိုချစ်တတ်ဖို့ဆိုတဲ့သာသနာတာဝန်ကြီးကပုံမကြီးမားတယ်ဆိုတာသိရှိလိုက်ပါတယ်။ဘယင်မကလည်းကိုရောကိုအလွန်ချစ်ခင်ပေမဲ့ကိုရောရဲ့တာဝန်ကိုနားလည်သဘောပေါက်ပြီးစွန့်လွတ်အနစ်နာခံလိုက်ပါတယ်။နောက်ဆုံးမှာတော့မြောင်မင်းစုံဦးခုံဟာမြင့်တဲ့ဖျားကိုအောင်နိုင်ခဲ့ပြီးမိမပြည်ကြီးကိုကယ်တင်နိုင်ခဲ့ပါတယ်။ဆရာတော်တန်ဆန်ဆန်ကတော့ဘယင်မကိုနှုတ်ဆက်ပြီးသာသနာခရီးစဉ်ကိုဆက်လက်ချီတက်ခဲ့ပါတယ်။